ကြီးခံစားချက်ကတော့ကိုရင်ကိုရဆိုရင်တော့ဒီလိုမျိုးဒီလိုမလဲပြစ်တောင်မှတကြံနေဆိုအဲ့လိုကုသိုလ်ကောင်းမှုလုပ်ပြီးတော့အိမ်မှာလည်းမိသားစုစားဖို့တောက်ဖို့လုပ်မယ်သူများတွေကိုလည်းအတုပ်ပလုတ်လေးတွေတို့တုပ်ပြီးတော့ကုသိုလ်တွေအဲ့လိုမျိုးကြီးမလုပ်နိုင်တာပေါ့ကိုရဲ့ဟွာတငယ်ချင်းပေါင်းနေရွှေမျိုးသားချင်းတွေနဲ့လည်းဝေးနေတာပေါ့အဲ့လိုမျိုးပုံစံဖြစ်သွားတာပြောနိုင်ပါဘူးတာရဲ့ပြောနိုင်ပါဘူးပြောလို့ရပြောနိုင်တဲ့အိမ်အားကိုရှိတော့တာပြောဒီလောက်ကြီးဖြစ်နေပါတော့တာရဲ့အိမ်အားရှိပါဘလို့မှအားမရှိဘူး